Hello Ruby ပါ Ruby ကဒီနေ့စိတ်ကမ်းတာဘက်ကိုရောက်နေရနဲ့ Osmo Pocket 3လေးလည်းပါလာလို့သူ့ရဲ့ quality လေးကိုစမ်းကြည့်ပါမယ်ဆိုတော့ Ruby နဲ့တူတူလိုက်ကြည့်ပေးကြပါဦးနော် Osmo Pocket 3က game base camera လေးဆိုတော့အခုလိုမျိုးလက်တစ်ဖက်နဲ့ရိုက်သွားရင်တော့ stable လိုက်ဖြစ်တယ်နော်သူ့မှာပါတဲ့ mode တွေကိုသုံးပြီးတော့လည်းဒီလို shot တွေကိုရိုက်လို့ရသေးရဆိုတော့တော်တော်လေးကြိုက်တယ် Ruby တို့ beginner ရဲ့အတွက်က300လွယ်ကူပဲလို့ခံစားရပါတယ်မျိုးတယောက်တည်း vlog ရိုက်ချင်တဲ့သူတွေအတွက်လည်းဒီ Osmo Pocket 3လေးမှာက edit track လေးပါတော့တော်တော်လေးအဆင်ပြေရနော် Ruby အခုဆိုရင်ကင်မရာလေးကိုထောင်ထားပြီးတော့ရိုက်နေရပါတော့ဒီလိုထောင်ထားဖို့အတွက်လည်းသူ့ရဲ့ creator combo set ထဲမှာ mini tripod လေးကလည်းပါဝင်သေးတယ်ပြီးတော့အခု Ruby ပြောနေတဲ့ DJI Mic 2လေးအပြင် extender လို့ battery handle credit case နဲ့လို့ punch လေးကလည်း creator combo set ထဲမှာပါဝင်ပြီးသားဖြစ်ပါတယ်ဒါကတော့ Osmo Pocket 3ရဲ့ 4K 30fps နဲ့ရိုက်ထားတဲ့ footage လေးတွေပါကိုက vlog တွေကိုပေါ့ပါလေးရိုက်ကူးခြင်းနဲ့ကင်မရာအကြီးတွေ gimbal တွေ lighting တွေ tripod တွေကိုလည်း invest မလုပ်ချင်သေးဘူးဆိုရင်ဒီလိုမျိုး all-in-one အသုံးပြုလို့ရတဲ့ Osmo Pocket 3တွေကိုရွေးချယ်သင့်ပါတယ်ဒီကင်မရာလေးကိုစိတ်ဝင်စားရဆိုရင်တော့ Camera House မှာ official running 1 year နဲ့အတူလာဝယ်လို့ရပါပြီဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက် vlog တွေမှာပြန်တွေ့ကြမယ်နော်